တရားထိုင်တာစိတ်ကူးရင်တာရှောက်လုပ်နေတာမဟုတ်ပါဘူးတင်အုံနောက်ကို Harris အစ်မြင့်တင်ပေးနေတာပါသိပ္ပံပညာရှင်တွေက MI နဲ့စစ်ဆေးကြည့်တဲ့အခါတရားထိုင်တဲ့သူတွေရဲ့အုံနောက်ဟာတကယ်ကိုပြောင်းလဲသွားတာကိုတွေ့ခဲ့ရပါတယ်ပထမအချက်က Gray Matter ပါ Harvard တက္ကသိုလ်ရဲ့လေးလာချက်အရ၈ပတ်လောက်တရားထိုင်ရုံနဲ့မှတ်ဉာဏ်နဲ့အာရုံစူးစိုက်မှုကိုတာဝန်ယူတဲ့အုံနောက်စိတ်ပိုင်းတွေမှာ Siri ပုံမှုထူထပ်လာပါတယ်တနည်းအားဖြင့်တင်အုံနောက်ကပိုပြီး powerful ဖြစ်တဲ့ processor တစ်ခုဖြစ်လာတာပါဒုတိယအချက်ကတော့စိုးရိမ်စိတ်နဲ့ဒေါသကိုထိန်းချုပ်တဲ့ amygdala ပါတရားထိုင်တဲ့အခါဒီအကြောက်တရားဗဟိုချက်ကသေးငယ်သွားပါတယ်ဒါကြောင့်တရားထိုင်တဲ့သူတွေဟာလောကဓာတ်ကြားမှာပိုပြီးတည်ငြိမ်နေနိုင်ကြတာပါဒါဟာဘာသာရေးသက်မဟုတ်ပဲတင်အုံနောက်ကို update လုပ်ပေးတဲ့ mental technology တစ်ခုပါပဲတရားထိုင်တဲ့အခါစင်ញင်လုံးတရားကိုတာဝန်ယူတဲ့ faculty constant တွေကပိုပြီးမှအားကောင်းလာပြီးတော့ဒေါသနဲ့ကြောက်တရားကိုတာဝန်ယူတဲ့အပိုင်းကအားနည်းသွားတာပါတော်ရဲသွားစရာမလိုပါဘူးဒီနေ့ကို9မိနစ်ကနေ10မိနစ်လောက်ပုံမှန်သတိကပ်ဖေးုံနဲ့တင်အုံနောက်ရဲ့ secretary တွေကစတင်ပြောင်းလဲလာမှာပါဒီလိုသိပ္ပံဓမ္မအကြောင်းတွေကိုပိုသိချင်တော့ VF Vermis Social ကို follow လုပ်ထားဖို့မေ့ပါနဲ့ခင်ဗျာ